အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Byline Highlight Casting လေးကိုကြိုဆိုပါရစေဒီနေ့ပွဲလေးမှာတော့ကျွန်တော် Highlight Casting ဆိုတဲ့အတိုင်းပဲကျွန်တော် battle လေးတွေပဲအဓိကထားပြီးပြပြမှာပေါ့နော် full video ကြည့်တယ်ဆိုတော့ကျွန်တော် Caster နေဆိုတဲ့ Facebook page ကိုလာပြီးတော့ live stream ကြည့်လို့ရပါတယ်ဗျအဲ့တော့ Guinea Via versus 1-1ကျွန်တော်ဒါမြန်မာငွေ4000ကြီးပဲပေါ့နော်ကျွန်တော် Thai player အနေနဲ့ဆိုတော့ Thai ဘက်နဲ့လာဆော့လို့ရပါတယ်အဲ့တော့ Byline ပွဲလာဆော့ချင်တယ်ဆိုလို့ရှိရင်တော့ TikTok မှာလာပြီးတော့ပြောလို့ရတယ်အဲ့တော့ဒီ Guinea Via ကကျွန်တော်ဒီ1-1နဲ့ချတယ်1-1က Guinea Via ဘာလို့ပေးချလဲလွယ်လွယ်လေးပဲကျွန်တော်1-1မှာကျွန်တော်ဆွဲလို့ပဲရှိမယ်ပြီးတော့ needed flower in ယူလို့ရမယ် ultimate crossbow ရှိမယ်အဲ့တော့သူ့အနေနဲ့လုံနိုင်လို့ထင်တယ်ပေါ့နော်โอเคလုံနိုင်မယ်ဆိုတော့ကျွန်တော်ကြည့်ရတယ်ပေါ့ပွဲကောင်းလေးတော့မြင်ရဖို့မျှော်လင့်နေအဲ့တော့ကျွန်တော် basic တက်တွေတော့စပြီးတော့ပေးနေပြီရှေ့မှာကျွန်တော်ဒါ scale 1တွေပါပဲကျွန်တော်ထောက်ထားသေးတယ်ပေါ့နော်ဘာမှထွေလို့ပြတ်မလာဘူးအဲ့တော့1အနေနဲ့ကကျွန်တော် basic တက် only ပဲလိုက်ပြီးတော့ပေးနေရပါပေါ့နော်โอเคအဲ့တော့ video ပူးချင်းသမားကတော့ early game မှာကျွန်တော် blue bet စားဖို့များပါတယ်တဲ့မှာ blue bet ပဲစားအောင် video သမားကတော့အဲ့တော့ကျွန်တော် Guinea Via အနေနဲ့ကတော့ကျွန်တော် blue bet စားနေဒီမှာကျွန်တော်1-1ဂျန်ဂယ်သာတိုင်းနာပေါ့နော်ဒီဗီဒီယိုမှာတော့ရှင်ပြီးတော့ဂျန်ဂယ်တိုင်းလို့တော့မရတော့ဘူးအဲ business ချက်ပဲနောက်မှဗီဒီယိုတော့ပေါက်ထားသေးတယ် okay nice physical တစ်ချက်နဲ့ပဲနေတဲ့ flower အင်မြူပြပါတယ်အလားလေးနော်အဲအင်မြူတော့ရတကယ်မိုက်တာ scale နဲ့ပြန်ပြီးတော့နောက်ကခေါင်းပတ်ပြီးတော့လိုက်ရတယ်ပေါ့နော်ပြီးတော့ဒီခါတန်းပြီးတော့ rubber နဲ့ပဲခေါင်းဖောက်တယ် Guinea Via rubber ခေါင်းဖောက်တော့ရတော်တော်နာတယ်ပြသေးတာokay တော့ migration ဟုတ်တယ်ပြီးသွားပြီဘာမှလုပ်လို့မရဘူးဗီဒီယိုပေါက်နေပဲဘာလို့လဲအလှလေးပဲကျွန်တော် Hero King နှစ်ကောင်ပေါ့နော်အားလေးကရန်စောသေးတယ်ဗျဒီ Hero King နှစ်ကောင်ပေးထားတာဆိုတော့လေကျွန်တော်ဒီက Guinea Via player ဆောင်းရန်ကောင်လေအဲ့ migration ကမှအလှလေးတွေ့တယ် Guinea Via အနေနဲ့ကအဲ့ migration အုပ်လို့မမိတဲ့ဟာဖြူပေါ့နော်အော် Violet အနေနဲ့ပဲ Hero King နှစ်ကောင်ရတယ်ကျွန်တော်မမိပါမရဘူးလို့ပြောမလို့မမိတဲ့ဘာဖြူတော့ခေါင်းပေါ်မှာ map 3ဦးနဲ့ဆိုအဆင်ပြေအဲ့1-1အနေနဲ့ကကျွန်တော်ဒီဘက်မှာတစ်ချက်လေးပဲပြစ်ကြမှာဗျာအဲ့ဘေးတွေကပ်ပြီးတော့ပဲကျွန်တော် crossbow ပို့လို့တော့ကြိုးစားနေတယ်โอเค1-1 crossbow တော့ပွင့်လာပြီဒီဘက်မှာ migration အခုံသွားတယ် scale 2ပြန်ရောက်လာရင် physical တစ်ချက်ခေါင်းပုံရိုက်ပြီးတော့ပဲ ultimate vow နဲ့ Hero King 4ကောင်ပေါ့နော်ကျွန်တော် 4K နဲ့ပဲဝင်သွားပြီသိစင်မပြေဘူးဗျအဲ့တော့ပွဲရေးစောချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ Caster နေဆိုတဲ့ Facebook page တွေမှာလာပြောတာဖြစ်ဖြစ်ကျွန်တော်ဒီ TikTok အကောင့်မှာလာပြောတာပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လည်းကျွန်တော် highlight casting တွေ Byline ပွဲတွေကြည့်တာစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ casting နဲ့အတူဒီ Byline ပွဲတွေကိုကြည့်ဖို့အတွက်ကျွန်တော်ရဲ့ TikTok အကောင့်တွေကို follow တာပါ game အကောင့်အကြောင်းဝင် Byline ပွဲတွေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီနေရုပ်ကိုပဲမှတ်ထားရပါတော့ကျွန်တော်နာမည် Caster နေပါဘော်လာရတော့ကျွန်တော်နေလို့ခေါ်တယ်ပေါ့နော်ရတယ်ဘော်လာပြည့်ကျင်နေရတယ်နေလို့ခေါ်တယ် easy ပဲ game ရောလာဝယ်လာရောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ဈေးလေးရှော့ပေးမယ်ပေါ့နော်ချစ်လို့ပါ